ကစုံနာပြည့်တဲ့အတွက်နှစ်ဖန်ကစုံလာပြည့်နေမှာနော်ညာရီတို့ရည်တပ်ပင်မဲ့လူတွေအတွက်အစင်နဲ့နော်လူတန်းပေးထားတာပန်းနေလိုအပ်တာတွေပေါ့နော်ကစုံလာပြည့်နေရနော်ဘုရားမြတ်စွာဘုရားရဲ့အထူးမြတ်တဲ့နေ့တွေဖြစ်တယ်နော်ဆရာတို့ဘုရားစုပန်သောနေ့ဖွားမြင်သောနေ့ဘုရားဖြစ်သောနေ့ဗုဒ္ဓဝေဇဟောသောနေ့နဲ့ပြိဋိနိဗ္ဗာန်ပြည်သောနေ့တွေဟာကစုံလာပြည့်နေ့တွေဖြစ်တယ်နော်ဒီတပ်ပဲပြီးတာပါဗျာဒီတပ်ပဲတယ်ပန်းနေလှူတယ်တန်ရှင်းတွေလောက်ပြီးတော့နေ့က9ရက်သားသမီးတွေလာတဲ့ခါကျအစင်းသိဖြစ်တာပေါ့ဗျာနော်ဒီမှာပန်းနေလဲနော်လူတန်းထားတာမရှိတော့လူတန်းပြီးတော့ပေါ့ဒါတော့အစင်းသိညာရေးသိမှုအတွက်နော်အစင်းသိလောက်ပြီးတော့တိုင်းရှင်းရေးတွေရောအကုန်လုံးဒါတော့ဒီနေ့တုန်းကနော်ကျောင်းတော်တွေဖွင့်ထားဒီဘက်မှာလည်းမြတ်စွာဘုရားရှင်ရှိတယ်ဒါတော့ကျွေးရှိခွင့်ပေါ့ကစုံလာပြီဗုဒ္ဓနေတဲ့နော်ဒီနေ့သားသမီးများရေလိုအေးလိုပန်းလိုချက်မိကြပါစေဗျာ